တချို့သူတွေကကိုရောင်သတိမထားမိပဲနဲ့ပုံမှန်ထက်2 ဆလောက်ပိုပြီးတော့အိုမင်းလာတယ်ဆိုတာကိုသင်သိပါသလားတကယ်တော့ဒီလိုအိုမင်းရင်ရောမှုတွေကိုတားဆီးဖို့အတွက် VG ရဲ့ cream တွေကိုပဲလိမ့်နေကြမလို့ပါဘူးဒီနေ့မှာတော့သင်အခုချက်ချင်းစပြီးလုပ်နိုင်မဲ့နေ့စဉ်လုပ်နိုင်တဲ့လေ့ကျင့်5ခုကိုဖော်ပြပေးသွားပါမယ်လူအများစုကဒီလိုမျိုးအိုမင်းလာတာကမျိုးရိုးဗီဇကြောင့်ဖြစ်တယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့သိပ္ပံပညာနဲ့လက်တွေ့စမ်းသပ်မှုတွေအရတော့ဒါကအမြဲမှန်မနေပါဘူးသင်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာဘယ်လောက်ထိငယ်ရွယ်နေမလဲဆိုတာကသင်ရဲ့နေ့စဉ်အလေးအကျင့်တွေဘာတွေလုပ်လဲဆိုတာပေါ်လည်းအများကြီးမှုတည်နေပါတယ်။ဒီနေ့ဗီဒီယိုမှာတော့သုတေသနအဖို့တွေအရာအိုမင်းရင်ရောမှုတွေကိုတကယ်နှိကွေးစေပြီးတော့ cell တွေကိုကာကွယ်ပေးတဲ့အပြင်အုံနောက်ကိုလည်းထက်မြက်စေတဲ့အလေးအကျင့်၅ခုကိုဖော်ပြပေးသွားပါမယ်။အထူးသဖြင့်နံပါတ်5အချက်ကလူတိုင်းလိုလိုသတိမထားမိပဲမှားယွင်းပြီးလုပ်ဆောင်မိနေတဲ့အချက်ဖြစ်နေပါတယ်။ကဲစလိုက်ရအောင်။နံပါတ်1ကတော့အိပ်စက်ခြင်းကိုတန်ဖိုးထားဖို့ပဲဖြစ်ပါတယ်။နုပြိုမှုကိုထိမ့်သိမ့်ပေးတဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုကတော့အိပ်စက်ခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့လူတွေကဒါကိုအမြဲတည်းရှုနေတတ်ကြတယ်။နှင်းချိုက်အိပ်ပျော်နေတဲ့အခါမှာသင်ရဲ့အုံနောက်ကအညစ်အကြေးတွေကိုဖယ်ရှားပေးတယ်။ပျက်စီးသွားတဲ့အသားရည်တွေကိုလည်းပြုပြင်ပေးတယ်။နောက်ပြီးတော့ခန္ဓာကိုယ်အတွက်သဘာဝအတိုင်းအိုမင်းရင်ရောမှုကိုတားဆီးပေးနိုင်တဲ့ growth hormone ကိုလည်းထုတ်ပေးနိုင်ပါတယ်။ University of California ကလေ့လာမှုတွေအရဆိုရင်တညလောက်ကောင်းကောင်းမွန်မွန်မအိပ်ရုံနဲ့တင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှုတွေကိုဖြစ်စေပြီးတော့အိုမင်းရင်ရောမှုကိုလည်းမြန်ဆန်စေတယ်လို့ဆိုထားပါတယ်။အလွယ်ကူဆုံးလုပ်ဆောင်နိုင်မယ့်အချက်တွေကတော့အိတ်ချိန်နဲ့နိုးချိန်ကိုတမတ်တဲထားပြီးတော့နေ့စဉ်ပုံမှန်အိတ်တာအိတ်တဲ့အခန်းကိုအသက်နိုင်ဆုံးအေးအေးမြမြဖြစ်အောင်ထားတာမအိတ်ခင်တနိုင်အလိုမှာဖုန်းဒါမှမဟုတ် TV စတဲ့ screen တွေကိုမကြည့်ရပဲဖြစ်ပါတယ်။တညကို9နာရီကနေ9နာရီထိအိတ်ဆက်တဲ့သူတွေကအသက်ပိုရှည်ကြပြီးပိုကြည့်ကောင်းတယ်လို့ပို့ပြီးတော့လည်းနှုတ်ပြကြပါတယ်။ဒါကကဘာပေါ်မှာအသက်သာဆုံးနဲ့အိုမင်းရင်ရောမှုတွေကိုတားဆီးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတွေတစ်ခုပဲဖြစ်ပါတယ်။နံပါတ်2ကတော့အယောင်သွေးစုံနေတဲ့အစားအစာတွေကိုစားတာပါ။ဟင်းသီးဟင်းရွက်နဲ့တတိဝလံတွေကိုများများစားပါဆိုပြီးတော့သင်ကြားဖို့မှာပါ။ဒါပေမဲ့ပိုပြီးထူးခြားတာကဒီအစားအစာတွေမှာပါတဲ့အနီအစိမ်းခရမ်းနဲ့လိမ္မော်ရောင်တွေကသင်ရဲ့ cell တွေကိုအိုမင်းပျက်စီးမှုတွေကနေပြီးတော့ကာကွယ်ပေးနိုင်မဲ့ antioxidant အနေနဲ့ပြည့်နှက်နေတာပဲဖြစ်ပါတယ်။သင်ရဲ့ခန္ဓာကိုယ်ကအသက်ရှူလိုက်တိုင်းလှုပ်ရှားလိုက်တိုင်းဒါမှမဟုတ်စိတ်ဖိစီးမှုတွေနဲ့ကြုံရတဲ့အခါတိုင်းမှာ free radicals တွေထွက်လာတတ်ပါတယ်။အဲ့ဒီ free radicals တွေကိုအဓိကတားဆီးပေးနေတာကတော့ antioxidants တွေပဲဖြစ်ပါတယ်။ဒီနုပြိုမှုကိုအဓိကအထောက်အကူပြုတဲ့အစားအစာတွေကတော့ blueberries တွေဟင်းနုနယ်ရွက်တွေပန်းကော်ပီစိမ်းတွေခရမ်းညင်သီးတွေမုံလာဥနီတွေပဲဖြစ်ပါတယ်။ Harvard တက္ကသိုလ်ကလေ့လာမှုအရဆိုရင် antioxidants ကျွယ်ဝတဲ့အစားအစာတွေကိုစားတဲ့သူတွေကတခြားသူတွေတက်ခန္ဓာကိုယ်ရဲ့ဇီဝသက်တမ်းပိုပြီးနုပြိုနေတာကိုတွေ့ရပါတယ်။မှတ်ထားရမယ့်စည်းကမ်းကတော့ရိုးရိုးလေးပါပဲ။အယောင်သွေးပိုဖုံလေး cell တွေပိုပြီးနုပြိုလေးပဲဖြစ်ပါတယ်။နံပါတ်3ကတော့လမ်းပိုပြီးရှောက်ဖို့ပဲဖြစ်ပါတယ်။အကယ်၍လေ့ကျင့်ခန်းလုပ်တာကပြီးလို့ရမယ့်ဆေးတစ်ခုဖြစ်နေမယ်ဆိုရင်ဒါကကဘာပေါ်မှာဖီယာဝင်တွေအညွှန်းဆုံးဆေးတစ်ခုဖြစ်နေမှာအမှန်ပါပဲ။လမ်းလျှောက်တာကအိုမင်းရင်ရောမှုကိုတားဆီးဖို့အတွက်အစွမ်းထက်ဆုံးလက်နက်တရားတစ်ခုဖြစ်ပါတယ်။သင်အနေနဲ့အားကစားရုံတွေသွားနေစရာလည်းမလိုသလိုဖေးကြီးရဲ့ကိရိယာတွေလည်းမလိုပါဘူး။အဓိကကတော့လှုပ်ရှားဖို့ပဲလိုတာပါ။လူပေါင်း9000ကျော်ကိုလေ့လာထားတဲ့သုတေသနတစ်ခုအရဆိုရင်တနေ့ကိုချိန်လန်း8000နဲ့1000ကြားလျှောက်တဲ့သူတွေကဇီဝသက်တမ်းတိတိကျကျပို့ပြီးတော့နုပြိုနေတာကိုတွေ့ရပါတယ်။သူတို့ရဲ့နှလုံးအဆုတ်နဲ့ဇီဝကမ္မဖြစ်စဉ်တွေကနှစ်ပေါင်းများစွာပို့ပြီးတော့ငယ်ရွယ်နေတယ်လို့ဖြစ်နေတတ်ပါတယ်။ပို့ပြီးတော့လမ်းလျှောက်နိုင်မဲ့နည်းလမ်းတွေကတော့ထမင်းစားပြီးတိုင်း10မိနစ်လောက်လမ်းလျှောက်တာကိုယ့်ရဲ့ကားကိုခပ်ဝေးဝေးမှာရပ်ထားပြီးတော့လမ်းလျှောက်တာဖုန်းပြောနေရင်းနဲ့လမ်းလျှောက်တာတငယ်ချင်းတွေနဲ့တွေ့တဲ့အခါမျိုးမှာထိုင်နေမဲ့အစားလမ်းလျှောက်ရင်းနဲ့စကားပြောတာတွေလုပ်လို့ရပါတယ်။သင်ရဲ့ခန္ဓာကိုယ်ကတကယ်တမ်းလှုပ်ရှားဖို့အတွက်ဖန်တီးထားတာပါ။လှုပ်ရှားမှုကိုရပ်လိုက်တဲ့အခါမှာအိုမင်းချင်းတွေကလည်းပို့ပြီးတော့မြင်မြန်ဆန်ဆန်ဖြစ်ပေါ်လာပါလိမ့်မယ်။နံပါတ်4ကတော့စိတ်ဖိစီးမှုကိုထိန်းချုပ်တာပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေကတင့်ကို oral လို့ခံစားစေရရုံနဲ့မကဘဲနဲ့ DNA level အထိပါဆင်းပြီးတော့အိုမင်းအောင်လုပ်နိုင်တယ်ဆိုတာကိုတွေ့ရှိရပါတယ်။တင့် DNA ရဲ့အစွန်းဖက်တွေမှာဆိုရင် telomere လို့ခေါ်တဲ့အဖုံးလေးတွေရှိပါတယ်။အဲ့ဒီအဖုံးလေးတွေကတဖြည်းဖြည်းတိုလာလေတင်ရပို့ပြီးတော့အိုမင်းလာလေပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေရှိတဲ့အခါမှာအဲ့ဒီအဖုံးလေးတွေကိုဖျောင်းနိုင်မီလောင်တယ်လို့မျိုးတူတောင်းသွားစေပါတယ်။ဒါပေမဲ့စိတ်ကိုတည်ငြိမ်အောင်ထားတာအသက်ရှူလေ့ကျင့်ခန်းတွေလုပ်တာဒါမှမဟုတ်တိတ်ဆိတ်စွာနေထိုင်တာတွေကအဲ့ဒီ DNA အဖုံးလေးတွေကိုကာကွယ်ပေးတယ်လို့မျိုးဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေလျှော့ချထားတဲ့သူတွေကရောင်ရမ်းမှုတွေနှဲပါပြီးတော့အိုမင်းရင်ရောမှုတွေပိုပြီးနှေးကွေးရဆိုပြီးတော့ Yale တက္ကသိုလ်ကသုတေသနတွေကသက်သေပြထားပါတယ်။စင်းညစ်စရာတွေကြုံလာတဲ့အခါမှာနှာခေါင်းကနေအသက်ပြင်းပြင်းရှူသွင်းပြီးတော့ပါးစပ်ကနေဖြည်းဖြည်းချင်းပြန်ပြီးမှုတ်ထုတ်လိုက်ပါ။ဒါကအသေးငယ်တဲ့အလေးချင်းဖြစ်ပေမဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကိုအများကြီးလျော့ကျသွားစေပါတယ်။
နံပါတ်5ကတော့ကိုယ့်ရဲ့အသားအရည်ကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်လူအများစုကအရေးကြောင်းတွေပေါ်လာတဲ့အခါကျမှအသားအရည်ကို give fight ကြတာများပါတယ်ဒါပေမဲ့တကယ်တမ်းဖြစ်စီမှုတွေကအဖော်ကြီးတွေကစတင်နေပြီးသားပါဒီထဲမှာအဓိကတရခံကတော့နေရောင်ခြည်ပဲဖြစ်ပါတယ်အရေးကြောင်းဖြစ်တာအမဲဖက်ထွက်တာနဲ့အသားအရည်တွန့်တာတွေရဲ့80%လောက်ကခင်းလွန်ရောင်ခြည်တို့ခေါ်တဲ့ UV rays တွေကြောင့်ဖြစ်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အသက်အရွယ်တူနေပေမဲ့တချို့လူတွေက10နှစ်လောက်ပိုပြီးကြီးနေတယ်လို့ထင်ရတာပါဒီမှာအများစုမှားနေတာက sunscreen ကိုနည်းနည်းလေးပဲလိမ့်ကြတာပါမျက်နှာနဲ့လည်းပင်အတွက်ဆိုရင်လက်ဖက်ရည်ဖုံးတစ်ဖုံးရဲ့တဝက်စာလောက်ကိုနေတိုင်းလိမ့်ပင်သင့်ပါတယ်မိုးအုံတဲ့နေ့တွေအခန်းထဲမှာနေတဲ့နေ့တွေမှာတော့မှလိမ့်ဖို့မမေ့ပါနဲ့ပြဿနာကဒီအချက်တွေကိုလူတွေကသိနေကြပေမဲ့တကယ်တမ်းလိုက်မလုပ်တာပဲဖြစ်ပါတယ်ဒါပေမဲ့အကုန်လုံးကိုတပြိုင်နက်တည်းလိုက်လို့မယ်ဆိုရင်လည်းပင်ပန်းသွားပြီးတော့မလုပ်ချင်ပဲဖြစ်နေပါလိမ့်မယ်ဒါကြောင့်မလို့အခုတစ်ပတ်မှာအလေးအကျင့်တစ်ခုကိုပဲရွေးပြီးတော့အရင်ဆုံးစပြီးလုပ်ကြည့်လိုက်ပါအိတ်ချိန်ကိုပဲပြင်မလားလမ်းဖရှောင်မလားဒါမှမဟုတ် sunscreen ဖလိမ့်မလားပေါ့တခုအောင်မြင်သွားပြီဆိုရင်နောက်တစ်ခုအတွက်ဆက်လုပ်ဖို့အလေးအကျင့်ကောင်းတွေရလာပါလိမ့်မယ်သင်ရဲ့ခန္ဓာကိုယ်ကသူ့ကိုယ်သူအမြဲတမ်းပြုပြင်နေတာပါသင်ကသူ့ကိုအထောက်အကူပြုမဲ့ပစ္စည်းတွေအလေးကျင့်လေးတွေကိုလုပ်ပေးနေဖို့ပဲလိုတာပါတကယ်လို့တနေ့မှာသင်ကိုမတွေ့ရကြတဲ့တငယ်ချင်းတယောက်ကအရင်ထပ်ပို့ပြီးတော့နှုတ်ပြသွားတယ်လို့ပြောမယ်ဆိုရင်သင်အနေနဲ့ဘယ်လိုခံစားရမလဲဆိုတာကိုတွေးကြည့်လိုက်ပါကဲအဲ့တော့အနှင်းချောရမယ်ဆိုရင်အုံမင်းရင်ရောမှုကိုနှိကွေးစေနိုင်မဲ့အလေးကျင့်၅ခုဆိုရင်နံပါတ်1ကကောင်းကောင်းမွန်မွန်အိပ်ဖက်တာနံပါတ်2ကအယောင်သွေးစုံလင်တာတွေဖာတာနံပါတ်3ကလမ်းပူလျှောက်တာနံပါတ်4ကစိတ်ဖိစီးမှုတွေကိုရှော့ချတာနဲ့နံပါတ်5ကအသားအရည်ကိုကာကွယ်ပေးတာ sunscreen လိမ့်တာတို့ပဲဖြစ်ပါတယ်အကုန်လုံးကိုလိုက်ပြီးတော့ပြည့်ပြည့်စုံနေအောင်လုပ်စီရမလိုပါဘူးလုံးဝမလုပ်တာတတ်ပါရင်နည်းနည်းလေးစီပို့ပြီးတော့စသွားလို့ရပါတယ်အခုဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီအကြံပြုချက်တွေကအသုံးဝင်နေဆိုရင် channel လေးကိုလည်း subscribe လုပ်ပေးတော့ပါဦးနော်